ထိုင်းနိုင်ငံရဲ့အမောင်ဘက်အချမ်းထိုင်းနိုင်ငံကကမ္ဘာနဲ့ခီးသွားတွေဆွဲဆောင်နေနေရမှာအင်မတန်တော်တဲ့ထိပ်တန်းနိုင်ငံတခုဒါကတိုက်ဆိုင်မှုမဟုတ်ဘူးသူတို့မှာလူတွေကိုဆွဲဆောင်ဖို့အတွက်အားကောင်းတဲ့ဗျူဟာတွေရှိတယ်လေဆိပ်ကိုဆင်းလိုက်တာနဲ့ပထမဆုံးခံစားရတာကကောင်းမွန်တဲ့ဝန်ဆောင်မှုပြုံးရွှင်နေတဲ့မျက်နှာတွေရုပ်သေးပြူငါတဲ့အပြုတ်မှုတွေကခရီးသွားတွေကိုချက်ချင်းဆိုလို့စိတ်အေးချမ်းသွားစေတယ်ရွေးချယ်စရာအစုံလင်ရှိတာကထိုင်းနိုင်ငံရဲ့အဓိကဆွဲဆောင်မှုခမားဘာလို့ချင်လဲဘလို့ပုံစံနဲ့အပန်းဖြေချင်လဲအကုန်ရစီရမယ်အဲ့ဒီအတွက်လည်းထိုင်းနိုင်ငံမှာအကောင်းဆုံးနေရာတွေရှိတယ်ဘန်ကောက်မြို့ရဲ့ခေတ်မီတဲ့ဈေးဝယ်စံတော်ကြီးတွေကနေတစ်ဆင့်မြောက်ပိုင်းကတောင်ပေါ်ဒေသတွေတောင်ပိုင်းကကဘာကျော်တဲ့ကမ်းခြေတွေအထိအလွှာပေါင်းစုံကိုဆွဲဆောင်ထားနိုင်တယ်နောက်ထပ်အားသာချက်တစ်ခုကတော့အစားအစာလမ်းဘေးစာ street food တွေကနေနာမည်ကြီးစားတောက်ဆိုင်တွေအထိထိုင်းစားစာတွေရဲ့အရာတာကကဘာတဝန်းကလူတွေကိုဖန်ဆာထားနိုင်တယ်ခရီးသွားတယောက်အတွက်စားတောက်ကအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်ထိုင်းနိုင်ငံကဒီအချက်ကိုအမိအရစုပ်ကင်ထားနိုင်တယ်ခမောင်းပယ်ချိန်မဲ့ထွက်ဘယ်နေရာမှာပဲဖြစ်ဖြစ်အရာတာရှိတဲ့အစားအစာတွေကိုလွယ်လွယ်ကူကူရနိုင်တာကခရီးသွားတွေအတွက်အကြီးမားဆုံးဆွဲဆောင်မှုတစ်ခုဖြစ်လိမ့်မယ်သူတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုလည်းခေတ်နဲ့အပြိုင်အံဝင်ခွင်ကြောဖြစ်အောင်ပေါင်းဆက်ပြသနိုင်တာကလည်းထူးခြားတယ်ရှေးဟောင်းဖျားเจ้าကန်တွေနန်းတော်တွေကိုတေချာထိမ့်သိမ်းထားပြီးကမ္ဘာအဆင့်မီတဲ့ပွဲလမ်းတပင်တွေကိုဖန်တီးပြတယ်ရှေးဟောင်းသမိုင်းဝင်နေရာတွေကိုကြည်နေရင်လည်းတစ်ဖက်မှာလည်းခေတ်မီတဲ့ဖြောပြရေးတွေကိုခန်းစားနိုင်ကြတယ်ဒီလိုမျိုးစံကြံဘက်အလားတရားတွေကိုတနေရာထဲမှာရအောင်ဖန်တီးပေးနိုင်တာကလည်းထိုင်းနိုင်ငံကိုတောလေတင်းတဲ့နေရာတစ်ခုဖြစ်အောင်လုပ်ထားတာနောက်ထပ်အရေးကြီးတဲ့ချက်ကခရီးသွားတွေအတွက်တောရလာရတာလွယ်ကူတာလုံခြုံမှုရှိတာတည်ယူပို့ဆောင်ရေးစနစ်ကအဆင်ပြေတယ်ဒါကြောင့်ပဲတစ်ခါသွားဘူးတဲ့သူတွေကနောက်ထပ်တစ်ခါထပ်သွားဖို့အမြဲတမ်းစဉ်းစားနေကြတယ်ထိုင်းနိုင်ငံရဲ့ကမ္ဘာလက်ခီးသွားလုပ်ငန်းကအပေါ်ယံအလားပါတဲ့မဟုတ်ဘဲနဲ့စနစ်တကျပြင်ဆင်ထားတဲ့ဗျူဟာမြောက်လုပ်ငန်းတစ်ခုဖြစ်တာကြောင့်ကမ္ဘာအစစ်မှာအမြဲတမ်းရပ်တည်နေနိုင်တာဖြစ်တယ်အဲ့လိုကမ္ဘာလက်ခီးသွားတွေကိုအကောင်းဆုံးဆွဲဆောင်နိုင်တဲ့ထိုင်းနိုင်ငံမှာကျွန်တော်တို့မသိသေးတဲ့အမောင်ဘက်ချမ်းတွေကလည်းရှိတယ်ဒီနိုင်ငံကိုခရီးသွားလို့ကောင်းတဲ့နိုင်ငံလို့လူသိများကြပေမဲ့အဲ့ဒီအပြုံးတွေရဲ့နောက်မှာဘလို့ရင်းနှီးမှုတွေပေးဆက်ခဲ့ရတယ်လဲဆိုတာကိုတော့တော်ရုံဘယ်သူမှမသိဘူးခမားတို့သွားခဲ့တဲ့ကျင်းငါးဝင်းဟိုတယ်တွေခမားတို့စားခဲ့တဲ့ပင်လယ်ဆောင်တွေနဲ့ခမားတို့ဝယ်ယူခဲ့တဲ့ဇိမ်ခံပစ္စည်းတွေရဲ့အရင်းမြစ်ကိုလိုက်ရှာကြည့်ရင်အဲ့ဒီနေရာမှာစနစ်တကျဖုံးကွယ်ထားတဲ့အမောင်တို့တစ်ခုကိုတွေ့ရလိမ့်မယ်ဒါကနိုင်ငံတစ်ခုလုံးရဲ့စီးပွားရေးရန်ရာကြီးလည်ပတ်ဖို့အတွက်အရေးကြီးတဲ့တရားမဝင်မှုတွေအကြောင်းပဲဖြစ်တယ်အရာအလုံးကအပေါ်ယံမှာအရန်ပြည့်ပြည့်စုံလုံးနေတာသူ့လိုဖြစ်လာတာမဟုတ်ဘူးလူအများဆုံးမသိတဲ့သတိမထားမိတဲ့အရာတွေကလည်းအများကြီးရှိတယ်အဲ့ဒါကတော့ဒီနိုင်ငံရဲ့အောင်မြင်မှုတွေမှာခေတ်သစ်ဂျွန်ဆန်နဲ့ဒူးစရိုက်လောကရဲ့တောက်တိုင်တွေပေါ်မှာတိဆောက်ထားတာဖြစ်နေလို့ပဲကျွန်တော်တို့မြင်နေရတဲ့ထိုင်းနိုင်ငံရဲ့တပတ်ချမ်းမှာဘယ်သူမှထုတ်မပြောရတဲ့အမောင်ကျနေတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိတယ်အဲ့ဒီလျှို့ဝှက်ချက်တွေကဘာတွေလဲဘသူတွေကဒီစနစ်ကိုထိန်းချုပ်ထားလဲဆိုတာကိုကျွန်တော်နဲ့အတူအဆုံးထိကြည့်လိုက်ရအောင်ဒီအမောင်တို့ရဲ့အစကတော့ခမားတို့စပွဲပေါ်ကဟင်းပွဲတွေကနေစတာထိုင်းနိုင်ငံကကမ္ဘာအကြီးဆုံးပင်လယ်စာတင်ပို့တဲ့နိုင်ငံတွေထဲမှာတနိုင်ငံအပါအဝင်ဖြစ်တယ်အဲ့ဒီပင်လယ်စာတွေရဖို့ငါးဖမ်းလှေတွေပေါ်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုတော့ခမားတို့ကျုပ်တို့တွေးမိတာမဟုတ်ဘူးကမ်းခြေကနေဝေးကိုထွက်သွားတဲ့အဲ့ဒီလှေတွေပေါ်မှာအိမ်နီးချင်းနိုင်ငံတွေကနေရောက်လာတဲ့ရွှေပြောင်းလှုပ်တာထောင်ပေါင်းများစွာကပိတ်မိနေကြတာသူတို့ကပင်လယ်ပြင်ရဲ့အလယ်မှာလာနေချီနှစ်နဲ့ချီပြီးတော့အလုပ်လုပ်နေကြရတာအဲ့ဒီနေရာမှာဥပဒေလွှမ်းမိုးမှုဆိုတာမရှိဘူးရှိတာကတော့ခေတ်သစ်ဂျွန်ဆန်နဲ့ပဲအလုပ်သမားတွေကတနေ့ကိုနာရီ20နီးပါးအလုပ်လုပ်ရတယ်မနာခံရင်ဒါမှမဟုတ်အားရင်ကုန်ကန်းသွားရင်ပင်လယ်ထဲကိုပြစ်ချတာမျိုးတွေအထိရက်စက်မှုတွေကရှိတယ်ဒါပေမဲ့ဒီလုပ်ငန်းကနေရတဲ့ဝင်ငွေကနိုင်ငံအတွက်ဘီလီယံနဲ့ချီပြီးအကျိုးမြတ်ရှိတာကြောင့်အာဏာပိုင်တွေကလည်းမျက်စိမှိတ်ပေးထားကြတယ်ဒါဟာအမောင်တို့ရဲ့အပေါ်ယံလွှာပဲရှိသေးတယ်ဒီထက်ပိုပြီးနှက်ဆိုင်တဲ့အလွှာတစ်ခုကတော့မြို့ပြရဲ့မီးရောင်စုံတွေကြားကလိန်ဖြောဖြည်းရေးလုပ်ငန်းတွေဘန်ကောက်ဒါမှမဟုတ်ပတ်တရားရဲ့ညဘက်လမ်းမတွေပေါ်မှာခမားတို့မြင်နေရတဲ့ပျော်ရွှင်မှုတွေကတကယ်တော့လူကုန်ကူးမှုစနစ်ကြီးရဲ့ရလဒ်တွေဖြစ်နေတာစင်ရင်နှွမ်းပါတဲ့ကြီးလက်ဒေတာတွေကနေမြို့ပေါ်ကိုရောက်လာတဲ့မင်းကလေးတွေလူငယ်လေးတွေကသူတို့မသိလိုက်ဘဲနဲ့အကျွေးတန်နေရတဲ့ကိုရောက်သွားကြတယ်အဲ့ဒီကနေရုံထွက်ဖို့စူးစမ်းလေအကျွေးတွေကပုံများလာလေပဲဒါကတဦးတယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးစနစ်တကျဖွဲ့စည်းထားတဲ့ guide star တွေနဲ့အာဂရိလိုက်စားတဲ့အရာရှိတွေပေါင်းဆက်ထားတဲ့ရန်ရာကြီးတစ်ခုလိန်လုပ်ငန်းကထိုင်းနိုင်ငံမှာတရားမဝင်ဘူးဒါပေမဲ့နေရာတိုင်းမှာပေါ်ပေါ်ထင်ထင်ရှိနေတာကဘာကိုမီးမောင်းထိုးပြနေတာလဲ
အဲ့ဒီကနေရတဲ့ငွေမဲတွေကဘဒုအိတ်ထဲကိုရောက်သွားတာလေဒီလုပ်ငန်းကနေရတဲ့ဝင်ငွေကထိုင်းနိုင်ငံ GDP ရဲ့အတော်အတန်ပမာဏကိုထောက်ပံ့ပေးနေတာဒါကိုအမြင့်ပြအောင်ရှင်းထုတ်ဖို့ဆိုတာတည်းထိန်းချုပ်ပြီးတော့အကျိုးအမြတ်ခွဲဝေယူဖို့ကိုပဲအာဏာပိုင်တွေကပိုပြီးစိတ်ဝင်စားနေကြပုံရတယ်ထိုင်းနိုင်ငံမှာအာဂရိလိုက်စားမှုဆိုတာနေ့စဉ်ဘဝရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်နေတာငွေရှိရင်ဥပဒေကိုဝယ်လို့ရတယ်ငွေရှိရင်လူသတ်မှုကိုတောင်ဖုံးကွယ်လို့ရတယ်ဆိုတဲ့အယူအဆကအမြင့်တွယ်နေတာတွေရှိတယ်ချမ်းသာတဲ့တတိတော်တွေကလူကိုကားနဲ့တိုက်တက်ခဲ့ပေမဲ့ဘာပြစ်ဒဏ်မှမခံရပဲလွတ်မြောက်နေတဲ့ဖြစ်ရကဒီနိုင်ငံရဲ့တရားစီရင်ရေးစနစ်ဘလောက်ထိယိုယွင်းနေလဲဆိုတာကိုသက်သေပြနေတယ်ရဘူမီဒါစုဝင်တအူးက2012ခုနှစ်ဘန်ကောက်မှာသူ့ရဲ့ Ferrari ကားနဲ့ရဲရရှိတယောက်ကိုတိုက်မိပြီးတိတ်ဆုံးသွားခဲ့တယ်အစောပိုင်းမှာအမှုဖွင့်ထားခဲ့ပေမဲ့နောက်ပိုင်းမှာအမှုတွေပြတ်သွားပြီးတရားခံကလည်းနိုင်ငံပြင်ပကိုထွက်သွားတယ်ပြန်မလာဘူးအဲ့ဒီဖြစ်ရကြောင်းပဲထိုင်းနိုင်ငံမှာချမ်းသာသူတွေဥပဒေကနေလွတ်နိုင်တယ်ဆိုတဲ့တန်တရားကိုပိုပြီးကြီးထွားလာစေတာဒီနေရာမှာမေးစရာရှိတာကဥပဒေကဘယ်သူအတွက်လဲတကယ်တမ်းတော့ဥပဒေကအာဏာမရှိတဲ့လူသားတွေအတွက်ဖြစ်ပြီးအာဏာပါဝါရှိတဲ့လူဒန်းစားတွေအတွက်ကတော့အကာအကွယ်တစ်ခုပဲဒီလိုအာဂရိလိုက်စားမှုတွေကနေတဆင့်မူရစ်ဈေးဝါးကိုင်းတွေနဲ့ငွေကြေးခွာချမှုတွေကနိုင်ငံရဲ့အရေးကြီးတဲ့ကဏ္ဍတွေထဲထိုးဖောက်ဝင်ရောက်နေတာခင်ဗျားတို့မြင်နေရတဲ့ကဏ္ဍတဲ့အဆောက်အဦအသစ်တွေရဲ့နောက်ွယ်မှာဘယ်ကမှမသိတဲ့ငွေမဲတွေဘလောက်ထိပါဝင်နေလဲဆိုတော့ဘယ်သူမှအတိအကျမပြောနိုင်ဘူးပိုပြီးကြောက်စရာကောင်းတဲ့အချက်ကထိုင်းနိုင်ငံကအာရှရဲ့ငွေကြေးခွာချမှုနဲ့ဒုစရိုက်လုပ်ငန်းတွေရဲ့ဗဟိုချမှတ်လိုမျိုးကိုဖြစ်နေတာနေဆက်တီထော်တွေမှာရှိတဲ့ကာစီနိုတွေအွန်လိုင်းငွေလိမ်ကိုင်းတွေနဲ့မူရစ်ဈေးဝါးထုတ်လုပ်မှုတွေကထိုင်းနိုင်ငံရဲ့ဘဏ္ဍာရေးစနစ်ကိုအသုံးချပြီးသူတို့ရဲ့ငွေတွေကိုတန့်စင်နေကြတာဒီလုပ်ငန်းတွေကနိုင်ငံတကာရာဇဝတ်ကိုင်းတွေနဲ့ချိတ်ဆက်ထားပြီးအဲ့ဒီကိုင်းတွေရဲ့နောက်ွယ်မှာဩဇာအာဏာကြီးတဲ့လူပုဂ္ဂိုလ်တွေရှိနေတတ်တယ်ဒီစနစ်ထဲမှာပါဝင်နေတဲ့သူတွေကတအူးနဲ့တအူးအကျိုးစီးပွားချင်းချိတ်ဆက်နေတာကြောင့်ဘယ်သူကမှဒီစနစ်ကိုဖျက်ဆီးမှာမဟုတ်ဘူးအွန်လိုင်းငွေလိမ်ကိုင်းတွေကြောင့်လူပေါင်းများစွာရဲ့ဘဝတွေပျက်စီးနေရတယ်ဆိုပေမဲ့အဲ့ဒီလုပ်ငန်းတွေကနေရတဲ့ငွေတွေကနိုင်ငံတဲကိုစီးဝင်နေသေး၍အရေးယူမှုတွေကလည်းအပေါ်ယံပဲဖြစ်နေလိမ့်မယ်ထိုင်းနိုင်ငံမှာ Majesty ဆိုတဲ့ဥပဒေရှိတယ်ဘယင်စနစ်ကိုဝေဖန်တာစော်ကားတာတွေကိုအလွန်ပြင်းထန်တဲ့ထောင်ဒဏ်တွေနဲ့အပြစ်ပေးတဲ့ဥပဒေအဲ့ဒီဥပဒေကြောင့်ပဲမီဒီယာတွေနိုင်ငံရေးသမားတွေနဲ့တာမန်လူတွေကဘယင်စနစ်ရဲ့အမားတွေကိုလက်ညှိုးထိုးဖို့ဆိုတာမဖြစ်နိုင်ဘူးစဉ်းစားဖို့တော့မှကြောက်ရွံ့နေကြရတယ်ဒါကတကယ်ပဲမြင့်မြတ်တဲ့ဘယင်စနစ်ကိုကာဝယ်တာလားဒါမှမဟုတ်အာဏာကိုဘယ်သူမှမထိန်ချုပ်နိုင်အောင်တားဆီးထားတဲ့ခံတပ်တစ်ခုလားနောက်တစ်ခုကတော့ထိုင်းဘယင်မိသားစုရဲ့ကြွယ်ဝမှုကမ္ဘာပေါ်မှာအချမ်းသာဆုံးဘယင်ဆိုတဲ့စရင်မှာထိုင်းဘယင်ကအမြဲတမ်းနံပါတ်1ဒါမှမဟုတ်နံပါတ်2နေရာမှာရှိတယ်သူတို့ပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာတွေကုမ္ပဏီတွေမြေနေရာတွေကအဆုံးအစမရှိဘူးဒါပေမဲ့ဒီငွေတွေကဘယ်ကလာတာလဲပြည်သူတွေရဲ့အခွန်ပန်းတော်တွေနဲ့ဘလို့ပတ်သက်နေလဲဆိုတာကိုတော့ဘယ်သူမှမေးခွန်းထုတ်ခွင့်မရှိဘူးအဲ့ဒီငွေတွေကပြည်သူတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အသုံးချတာလားဒါမှမဟုတ်အာဏာကိုခိုင်မြဲအောင်လုပ်ထားတဲ့လက်နက်တွေလားအခုဆိုရင်ခင်ဗျားတို့မြင်နေရတဲ့ထိုင်းနိုင်ငံရဲ့အလားအပါတွေကြားမှာဘာတွေဖုံးကွယ်ထားလဲဆိုတာရိပ်မိလောက်ပြီးခေတ်သစ်ဂျွန်ဆန်နဲ့လူကုန်ကူးမှုအဂတိလိုက်စားမှုငွေကြေးခွာချမှုနဲ့မထိရဲတဲ့အာဏာစနစ်တွေဒါတွေအားလုံးကတစ်ခုနဲ့တစ်ခုတီးခြားစီရှိနေတာမဟုတ်ဘဲနဲ့ချိတ်ဆက်ထားတဲ့စနစ်ကြီးတစ်ခုဒီစနစ်ကြီးကလေဘသူတွေအကျိုးမြတ်ရနေတာလဲဘသူတွေကဘေးဆက်နေရတာလဲထိုင်းနိုင်ငံရဲ့အမောင်ဘက်ချမ်းကိုလေ့လာကြည့်တဲ့အခါမှာအဖြေဆိုတာတည်းမိကုန်းတွေကပိုပြီးများလာလိမ့်မယ်တေချာတာတစ်ခုကတော့မြန်မာနိုင်ငံကနေဒုက္ခပရဘွားနဲ့အလုတ်လာလောက်တဲ့လူငယ်တွေကတော့ဒီအကြောင်းတွေကိုစာဖွင့်မှာမဟုတ်ဘူးဆိုတာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုတွေရဲ့ရည်ရွယ်ချက်ကိုခင်ဗျားတို့ကြိုက်တာလို့ကြိုက်တဲ့လမ်းကိုရွေးမဖြစ်မနေတည်တဲ့အချက်လက်တွေကိုတော့ကျွန်တော်တတ်နိုင်တဲ့လောက်ပြောပြမယ်ကဘာကြီးကကျွန်တော်တို့မြင်နေရတဲ့အတိုင်းမယိုးရှင်းဘူးအထူးသဖြင့်စီးပွားရေးနဲ့အာဏာပေါင်းဆက်သွားတဲ့နေရာတွေမှာအမောင်ထုတွေကပို့ပြီးတော့ထူထပ်တတ်တယ်ထိုင်းနိုင်ငံကအဲ့ဒီအမောင်ထုကိုအပြုံးတွေနဲ့မီးရောင်စုံတွေနဲ့အကောင်းဆုံးဖုံးကွယ်ထားနိုင်တဲ့နိုင်ငံတစ်ခုလို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့လို့ရပါတယ်ကြည့်ရှုခဲ့သူအားလုံးစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ